မိုးရွာတန်တိတ်တိတ်လေးနဲ့အတူနွေရာသီတစ်ခုမှာသူနှင့်သူမတွေ့ခဲ့ကြသည်သူနာမည်ကတက်ထက်သူမနာမည်ကစမ်းမြက်တက္ကသိုလ်အတန်းထဲကအစမကြခင်တောင်သူတို့နှစ်ဦးအကြားချစ်ချင်းမြတ်တာတစ်ခုတိုးပေါ်လာခဲ့သည်တက်ထက်ကစမ်းမြက်ကိုအမြဲစောင့်ရှောက်ပေးတတ်သူပြောစကားနည်းပေမဲ့မြတ်တာနဲ့ပြည့်နေတဲ့မျိုးသားတဦးစမ်းမြက်ကတော့ရေမောတက်ပြီးမျောလင်းချက်ပြည့်နဲ့တက်ထက်ကိုယုံကြည်တတ်သူသူတို့အိမ်မက်ကတဦးနဲ့တဦးကိုမချားခွာရအောင်အမြဲတူနေဖို့ပါပဲဒီနေ့မှာတော့စမ်းမြက်ရဲ့မိသားစုကိုနိုင်ငံခြားပြောင်းရမယ်ဆိုတဲ့သတင်းကြီးတစ်ခုကဝင်လာခဲ့သည်တက်ထက်ရဲ့ဖက်ကတော့မိသားစုတာဝန်ဘဝအလုပ်ကင်ကြောင့်သူမနဲ့အတူမသွားနိုင်ခဲ့ပါဘူးတက်ထက်မင်းနဲ့နောက်တစ်ဖန်ပြန်တွေ့မလားမသိဘူးဒါပေမဲ့မင်းပေးခဲ့တဲ့အရာတွေမင်းရဲ့တိတ်ဆိတ်တဲ့ချစ်ချင်းတွေကိုတော့တသက်လုံးမမေ့နိုင်ဘူးဆိုပြီးစမ်းမြက်ကလက်ဆွဲတစ်ခုထားခဲ့ပြီးအတန်တိတ်သွားခဲ့သည်တစ်နှစ်နှစ်နှစ်အချိန်တွေကမျောလင်းချက်ကိုပျောက်သွားစေခဲ့တဲ့တက်ထက်ကစမ်းမြက်ကိုရှာဖွေဘူးတယ်အီးမေးလ်ပေးဘူးတယ်တဖြည်းဖြည်းနဲ့သူမကတကယ်ပျောက်သွားတဲ့အကြောင်းကိုနားလည်လာရတယ်နှစ်ပေါင်းများစွာကြာပြီးနောက်တက်ထက်ကစမ်းမြက်ရဲ့ IG အကောင့်တစ်ခုကိုစုံတွေ့လိုက်တယ်။သူမကအခြားသူနဲ့အိမ်အောင်ကြပြီးသားမီးတို့နဲ့ပျော်ရွှင်နေတဲ့တက်ထက်ကတော့သူမရဲ့ပျော်ရွှင်မှုကိုမြဲမြံစွာကြည့်ရှုရင်းမိမိတယောက်တည်းနဲ့တိတ်ဆိတ်စွာနေထိုင်တယ်။တက်ထက်ရဲ့နေ့စဉ်မှာစမ်းမြက်နဲ့အတူဖြတ်တန်းခဲ့တဲ့အချိန်တွေကသာမမှတ်မိမနေသေးဘူး။သူပြောခဲ့ဘူးတာတခုပဲသူ့စိတ်ထဲမှာအမြဲကြံခဲ့တယ်။မင်းပေးခဲ့တဲ့အရာတွေကိုတစ်သက်လုံးမမေ့နိုင်ဘူး